မင်္ဂလာပါဒီနေ့ကတော့ channel ကပိနေသည်ခူးတဲ့ဟာတော့မရိုက်ခဲ့လိုက်ရအောင်ပေါ့နော်ခွဲတဲ့ vlog လေးပါဒီနေ့မနက်စောကြီးအဖေကပိနေသည်ခူးပြီးတော့ခွဲတယ်ပေါ့နော်အဲ့ဒါလေးကိုရိုက်ထားတဲ့ vlog လေးပါဒီအိမ်ကိုစပြီးတော့ပြောင်းလာတော့ကအဲ့ဒီပိနေပင်ကပါလာပြီးသားပေါ့နော်ရှိပြီးသားအမ3-5လုံးတော့တီးနေတယ်ဘယ်တော့မဲ့မလဲဆိုတာကိုစောင့်ပြီးတော့နေရတာပေါ့နော်အဲ့ဒီပိနေသည်ကအိမ်ပြော့လားအိမ်မလားပေါ့နော်အိမ်မဆိုရင်တော့အရန်စားကောင်းတယ်အိမ်ပြော့ဆိုရင်တော့တည်ရတဲ့အတိုင်းပဲအရန်စားလို့တော့ရပါမယ်ပါဇက်ထဲမှာချွဲကြည့်နေပေါ့နော်အဆင်မပြေဘူးအခု channel ကပိနေသည်ကတော့အိမ်မဖြစ်တဲ့အတွက်ကြောင့်အရန်ချိုပြီးတော့အရန်လဲစားကောင်းပါတယ်ခွဲပြီးတဲ့အထိတော့ဒီမရိုက်လိုက်ရအောင်ပေါ့နော်ခွဲပြီးသွားတဲ့အချိန်မှာတော့အမအဲ့လောက်တော့ရတာအများကြီးရတာတော်တော်ကွယ်မှုန်းပြီးတော့လေအယောင်သွေးကိုသာကြည့်တော့အမကြီးတင်းမမအရင်လဲအမှင့်လွန်နေရလဲမဟုတ်ဘူးစားလို့ရတဲ့အနေထားပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေတော့ share ပဲအရန်ကိုစားလို့ကောင်းတာတကယ်ကိုလေမမလေးနဲ့ချူမှုန့်လေးပေါ့နော်ဒီလားပြီးတော့သူ့ရဲ့အစီရလည်းပဲလေတသေးလေးပဲအရင်အကြီးမဟုတ်ဘဲနဲ့အစီတသေးလေးပဲတော်တော်စားလို့ကောင်းလားအဲ့အတွက်ကြောင့်အိမ်နာနေချင်းတငယ်ချင်းတွေကိုလည်းဘူးလေးနဲ့ထည့်ပြီးတော့ပေါ့နော်ပေးမယ်လို့ယူရထားတယ်စားကြပါအောင်ရှင်